ကျွန်တော်တို့အားလုံးဘဝမှာချော်လဲဖူးကြတာပဲမာဖူးကြတာပဲလေဒါပေမဲ့အဲ့ဒီအမားတွေအခက်အခဲတွေကကျွန်တော်တို့ကိုနောက်ပြန်ဆွဲဖို့တတ်ပဲလားဒါမှမဟုတ်ပို့ပြီးတန်မာလာအောင်ပိုကောင်းလာအောင်တွန်းပို့ပေးတဲ့သင်ခန်းစာတွေထင်နေမလားဒီနေ့ရရှင်းလင်းတင်ပြမှုမှာတော့အဲ့ဒီအမြင်ကိုပြောင်းလဲပေးနိုင်မဲ့အတွေးခေါ်တချို့ကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီစကားလေးကကြီးလိုက်ရင်တော့ရိုးရိုးလေးနော်ဘဝဆိုတာသင်ယူဖို့ပါတဲ့ဒါပေမဲ့တကယ်တမ်းမှာတော့အယမ်းကိုလေးနဲ့ပါတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့အောင်မြင်မှုတွေရောရှုံးနိမှုတွေရောအားလုံးဟာတန်ဖိုးရှိတဲ့သင်ခန်းစာတွေကြီးပဲပေါ့ဒီအတွေးခေါ်လေးကိုအခြေခံပြီးရှေ့ဆက်သွားတဲ့အခါဘဝကိုမြင်တဲ့အမြင်တွေဘယ်လောက်တောင်ပြောင်းလဲသွားနိုင်မလဲဆိုတာစက်ကြည့်လိုက်ကြရအောင်ကဲပထမဆုံးအနေနဲ့ပေါ့နော်ဘဝကိုစာသင်ခန်းကြီးတစ်ခုလို့သဘောထားကြည့်လိုက်ရအောင်အဲ့ဒီလိုသာမြင်လိုက်မယ်ဆိုရင်ကျွန်တော်တွေ့ကြုံရသမျှအရာအားလုံးဟာအောင်မတ်တို့ရှုံးမတ်တို့ပေးမယ်စာမေးပွဲမဟုတ်တော့ဘူးအဲ့ဒီအစားကိုပို့ပြီးကောင်းမွန်အောင်သင်ကြားပေးနေတဲ့သင်ခန်းစာတွေဖြစ်လာမှာပါအဲ့ဒီတော့နာကျင်စရာအတွေ့အကြုံတွေကိုရောခွန်အားဖြင့်ဘယ်လိုပြောင်းလဲကြမလဲဒါကရွှေဖြစ်အောင်ဖန်တီးတဲ့ပညာရက်လိုပါပဲအတုံးမဝင်ဘူးလက်ထင်ရလဲအစိုးရတွေကိုကိုယ့်အတွက်အင်မတန်အဖိုးတန်တဲ့အရေးချင်းနဲ့အဖြစ်ပြောင်းလဲပစ်လိုက်တာမျိုးပေါ့နီမာကြည့်လိုက်ပါအမားတစ်ခုလုံးမိပြီဆိုတာနဲ့ကျွန်တော်တို့ရှေ့မှာလမ်းတစ်ခုရှိတယ်အဲ့ဒီအမားကြောင့်ပဲစိတ်သက်တွေကြားမလားဒါမှမဟုတ်အဲ့ဒီအမားကနေသင်ခန်းစာယူပြီးတော့ပို့ပြီးတော့တယ်ပို့ပြီးကျွမ်းကျင်တဲ့လူတယောက်ဖြစ်လာအောင်ကြိုးစားမလားဆိုတာပါပဲဒါဟာပြန်ထူထောင်နိုင်ရုံတက်တဲ့မဟုတ်တော့ဘူးတကယ်တော့မှတော့ကို upgrade လုပ်လိုက်တာပါဒီအချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နာကျင်မှုဆိုတာကျွန်တော်တို့ကိုချိုးဖဲဖြစ်စီးပေးဖို့ရောက်လာတာမဟုတ်ပါဘူးအဲ့ဒီစားအဲ့ဒီနာကျင်မှုကနေတဆင့်ဘဝအကြောင်းလူတွေအကြောင်းနောက်ဆုံးကိုအကြောင်းကိုပို့ပြီးနည်းနားလည်လာစေတယ်အဆုံးမှာတော့ပို့ပြီးရင်းကျက်တဲ့လူတွေရောက်ဖြစ်လာအောင်တွန်းအားပေးလိုက်တာပါဝိုင်းနေရတဲ့အချိန်တွေမျက်ရည်ကျရတဲ့အခိုက်အတန့်တွေကိုတောင်အလကားဖြစ်မသွားစေပဲစိတ်ဓာတ်ကြံ့ခိုင်မှုတိဆောက်ဖို့အသုံးချလို့ရတယ်လို့ဆိုပါတယ်မျက်ရည်ကိုအကျိုးရှိတုံတက်သွားတဲ့အခါကိုယ့်ရဲ့စိတ်ဟာအရင်ကထက်ပိုပြီးမာကြောခိုင်မာလာတယ်ပေါ့ဗျာကိုအားနေတယ်အပြောင်းညံ့နေလို့ခံစားနေရလားအဲ့ဒီမှာနေအရှုံးမပေးလိုက်ပါနဲ့အဲ့ဒီစိတ်ကိုပဲမခံကျင်စိတ်အဖြစ်ပြောင်းလဲပြီးတွားယူလိုက်ပါဒီလိုစိတ်တပြောင်းလဲမှုလေးတစ်ခုကပဲတောက်ပတဲ့အနာဂတ်တစ်ခုကိုဖန်တီးပေးနိုင်တယ်ဆိုတာမမေ့ပါနဲ့ကဲဟုတ်ပြီအခုအတွေးခေါ်ပိုင်းကိုနည်းနည်းလေးပို့ပြီးနည်းနည်းဆက်ကြည့်ကြအောင်စိတ်တကြံ့ခိုင်မှုနဲ့အတွင်းစိတ်ငြင်းချမ်းမှုကိုတိဆောက်ပေးနိုင်တဲ့ mindset ဒီအတွေးခေါ်ပြောင်းလဲမှုတွေကိုအဓိကထားပြီးဆွေးနွေးကြည့်ကြရအောင်စိတ်တက်ကြံ့ခိုင်မှုကိုတိဆောက်ဖို့အတွက်လက်တွေ့ချင်းတုံးလို့ရတဲ့အချက်၄ချက်ရှိပါတယ်။၄ချက်တာကိုအရှုံးလို့မမြင်တာနားလည်ပေးတတ်တာခွင့်လွတ်တတ်တာပြီးတော့တီးခန့်တတ်တာ။ကဲဒီအချက်၄ချက်ကိုတစ်ခုချင်းစီပါဘူးဆိုလို့တလဲဆိုတာဆက်လေ့လာကြည့်ရအောင်ပါ။ပထမဆုံးအချက်ဒါကအရေးကြီးဆုံးပဲ။ချော်လဲတာကိုရှုံနှင်းချင်းလို့မမြင်ဘဲနဲ့အောင်မြင်မှုစီသွားနေတဲ့လမ်းချီရဲ့အစေပိုင်းတစ်ခုအဖြစ်ရှုမြင်တတ်ဖို့ပါပဲ။ဒီလိုရိုးရှင်းတဲ့အမြင်ပြောင်းလဲမှုလေးကရှေ့ဆက်ဖို့အတွက်အခြေခံခြင်းဆုံးတော့အချက်ဖြစ်ပါတယ်နားလေပြီးချင်းဆိုတာလေးလေတခြားသူကိုချီပဲဖို့ဟုတ်ဘူးကိုလည်းနားလေပြီးဖို့လိုတယ်။ဘာကြောင့်ဒီလိုထည့်ရတာလဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေနားလေလိုက်တဲ့အခါအမွန်းတရားတွေဒေါသတွေအကဲနေရာမရှိတော့ဘူး။အဲ့ဒီအခါမှာတကယ့်ကိုတန်ဖိုးရှိတဲ့စိတ်ရဲ့ငြင်းချမ်းမှုကိုရရှိလာမှာပါ။ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီးမထားရမှာကဒါဟာတခြားသူကိုကျေးဇူးပြုနေတာမဟုတ်ဘူး။အမှန်တော့ကိုယ်စိတ်ကိုချီနှောင်ထားတဲ့အတိတ်ရဲ့တန်ချိုးတွေကိုဖျက်တောက်ပြီးကိုလွတ်မြောက်အောင်လုပ်လိုက်တာပါအဲ့ဒီအခါကျမှပဲတကယ်လွတ်လပ်မှုကိုခံစားရမှာဖြစ်ပါရီနောက်ဆုံးတစ်ခုကတော့တီးခန့်ခြင်းပေါ့ချက်ချင်းတုံ့ပြန်ခြင်းတဲ့စိတ်ကိုခဏလေးထိန်းချုပ်ပြီးတီးခန့်လိုက်တဲ့အခါမလိုအပ်တဲ့ပြင်ပပฏิပတ်ခါတွေကိုရှောင်ရှားနိုင်သွားတယ်အဲ့ဒီလိုရှောင်ရှားနိုင်ခြင်းကပဲကိုယ့်ရဲ့အတွင်းစိတ်ငြင်းချမှုကိုကာကွယ်ပေးထားတာပါအဲ့ဒီလိုကိုယ့်ရဲ့အတွင်းစိတ်ကိုပြုပြင်ပြီးသွားတဲ့အခါအပြင်လောကနဲ့တခြားသူတွေနဲ့ဆက်ဆံတဲ့နေရာမှာဘယ်လိုတွေပြောင်းလဲလာမလဲဒီအပိုင်းမှာအဲ့ဒါကိုဆက်ပြီးဆွေးနွေးသွားမှာမယ်ဒီစကားကတကယ်ကိုအသေးအွယ်ရှိတယ်ကိုချင်းဆောင်တရားဟာလူသားဆန့်ကြီးရဲ့အုံးမြစ်ပဲလို့ပြောတာပါသူနေရာမှာငါထဆိုရင်ဆိုတဲ့အသွေးလေးတစ်ခုကကျွန်တော်တို့ကိုတကယ်လူသားတယောက်ဖြစ်စေတယ်ဒီမှာကျွန်တော်တို့ဘဝကိုအလုံးရှင်းတမ်းမလဲဆိုတဲ့အခြေခံကြတဲ့ရွေးချယ်မှုတစ်ခုကိုတွေ့ရပါလိမ့်မယ်တစ်ဖက်မှာငါပါရမလဲဆိုတဲ့စိတ်နဲ့ရှင်းတမ်းခြင်းဒါကကိုယ့်အတွက်ဝင်ထုတ်ဝင်ပိုးတွေများစေနိုင်တဲ့နောက်တစ်ဖက်မှာတော့ငါပါပေးနိုင်မလဲဆိုတဲ့စိတ်နဲ့ရှင်းတမ်းခြင်းဒါကတော့ပေါ်ပါမှုနဲ့ပြုစုံမှုကိုပေးစွမ်းပါတယ်ဆိုတော့ဘယ်ဘက်ကိုရွေးချယ်မလဲကဲအားလုံးကိုပြန်ပြီးတော့ခြုံငုံတုံးတက်ကြည့်အောင်ဒီနေ့တင်ပြချက်ရဲ့အဓိက message အဓိကသတင်းစကားကဘာလဲဆိုတာကိုထပ်ပြီးတော့အခိုင်အမာပြောကြားသွားမှာဖြစ်ပါတယ်အရင်ဆုံးမှတ်ထားရမှာကဘဝဆိုတာဘာမဟုတ်ဘူးလဲဆိုတာပါပဲဘဝဆိုတာအရှုံးတွေရဲ့ဝန်ထုတ်ဝန်ပိုးအောက်မှာပြီးပြိုလဲသွားဖို့အတွက်လုံးဝမဟုတ်ပါဘူး
ဒါဆိုရင်ဘဝဆိုတာဘာအတွက်လဲအဖြေကတော့ရှင်းရှင်းလေးပါပဲဘဝဆိုတာပျော်လေဖို့မဟုတ်ဘူးအမားဒီစီကနေသင်ခန်းစာယူဖို့ပြန်ထဖို့ပို့ပြီးတော့တော်တယ်ပို့ပြီးတော့ကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ပါဒါဟာဒီတင်ပြချက်တစ်ခုလုံးရဲ့အနှစ်ချုပ်ပါပဲ ဒီတင်ပြချက်ကိုအဆုံးမတက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုမေးပါစေကိုပြန်မေးကြည့်ပါငါနောက်ဆုံးလုပ်ခဲ့တဲ့အမားကငါ့ကိုပါတင်ကန်းစားပေးထားခဲ့တယ်လေအဲ့ဒီအဖြေကပဲဘဝရဲ့နောက်ထပ်တိုးတက်မှုအတွက်အစဖြစ်ပါလိမ့်မယ်